မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့မပြည့်စုံသူဆိုပြီးမှဖြစ်တယ်ဒီနေ့ပြောပြမယ့်ပုံပြင်ကနည်းနည်းတော့ရှိရနော်ဆက်ပြီးမှနားထောင်ရအောင်တခါကအမျိုးမျိုးအနေနဲ့ကိုလဲလှယ်ပြီးမှတရားကျင့်ကြံနေထိုင်နေတဲ့သူတို့စဉ်ရသေးတပါရှိတယ်ရသေးကြီးဟာအနေနဲ့ရရက်ကိုခြေကျင်လဲလှယ်တယ်ခြေကျင်လဲလှယ်တယ်ဆိုတာကသူကဘာမှမပေါလမ်းလျှောက်ပဲလို့ပြောတာနော်ရောက်တဲ့အရက်မှာရှိတဲ့တတ္တဝါတွေကိုတတ္တဝါမှန်သမျှကိုသူကမေတ္တာပို့တာတယ်တရားဓမ္မတွေဟောပြောပြတာတွေရှိတယ်။ဒီနေ့မှာယတိကြီးဟာအင်တန်ခန္ဓာလွန်းနဲ့မင်းနေပြီးတော့တခုကိုရောက်ရှိသွားတယ်။ယတိကြီးဟာမင်းနေပြီးတော့ရဲ့ကျယ်ဝန်းလာပါပြီတဲ့နော်။တစ်ပင်နေပန်းပင်နေအလားဆင်ထားတာတဲ့ကြောက်တလင်းနေတဲ့အပြည့်ခင်းထားတဲ့လမ်းမပေါ်မှာရှောက်လန်းနေတဲ့အဲ့ဒီလိုရှောက်လန်းတဲ့အခါယတိကြီးရဲ့တောင်ဝင်းနဲ့ကြောက်တလင်းလမ်းတို့နဲ့ထိတွေ့တဲ့အခါတောက်ဆိုပြီးမှအဲ့လိုမျိုးအတန်ထွက်တယ်တဲ့ဒီလိုမျိုးလေသူ့တောင်ဝင်းနဲ့အဲ့ဒီလမ်းကြောက်တလင်းကကြောက်ဆိုတော့မှားတယ်မလားအဲ့ဒါနဲ့ထိတဲ့အခါတိုင်းတောက်ဆိုပြီးအတန်ထွက်တယ်တဲ့အဲ့လိုပြောတာအဲ့ဒါအဲ့ဒီလိုတဲ့တောက်အတန်နဲ့အတူယတိကြီးဟာတဲ့စီချက်ညီစွာနဲ့ပဲတလန်းသူလန်းလာတယ်တဲ့အဲ့ဒီလိုရှောက်လန်းနေနေတဲ့လမ်းတကွေးအရောက်မှာယတိကြီးဟာသုံးကနေရက်လိုက်တယ်တဲ့အဲ့ဒီနောက်မှာတဲ့လမ်းမကြီးပေါ်မှာကြာနေတယ်တဲ့ဒင်္ဂါပြတစ်ချက်ကိုသူတွေ့ရဲ့တဲ့နော်ဒင်္ဂါပြတစ်ပြားကိုသူကကုန်းကောက်လိုက်တယ်တဲ့ယတိကြီးဟာတဲ့ဒင်္ဂါကိုလက်ဖွာနဲ့ပုတ်တက်လိုက်ပြီးသူ့ရဲ့ခါမှာတဲ့အဲ့လိုမျိုးလိန်စစ်ပြီးမှတိန်းထားလိုက်တယ်တဲ့နော်အဲ့ဒီနောက်မှာယတိကြီးဟာဆက်လက်ပြီးထွက်ခွာလာတယ်တဲ့အဲ့ဒီလိုဆက်လက်ထွက်ခွာလာရင်းနဲ့ယတိကြီးဟာဒီလိုမျိုးတွေးတယ်ဒီဒင်္ဂါပြားကိုမပြည့်စုံတဲ့သူကိုတဲ့ငါပြန်ပြီးမှပေးကန်းဆွန့်ကြလိုက်မယ်တဲ့နော်ငါလိုယတိအတွက်ကတော့တဲ့ငွေကြီးဥစ္စာအလကားပါပဲတဲ့ဒီငါသွားမယ်လမ်းတစ်လျှောက်မှာတဲ့မပြည့်စုံတဲ့သူကိုငါရှာဖွေမယ်တဲ့သူအဲ့လိုတွေးလိုက်တယ်နော်အဲ့ဒီလိုနဲ့ယတိကြီးဟာမင်းနေပြီးတော့ရဲ့စီကားများပြလာတဲ့လူတွေကြားတဲ့ကိုတိုးဝေးပြီးတော့တဲ့သူကမပြည့်စုံတဲ့သူကိုလိုက်လံရှာဖွေတယ်တဲ့ဒါပေမဲ့ချမ်းသာကြွယ်ဝတဲ့မြို့သူမြို့သားတွေဖို့တော့တဲ့ယတိကြီးရဲ့တင်ကားဟာလမ်းဘေးမှာစွန့်ပစ်ထားရင်တော့မှတဲ့ကောက်မှာမဟုတ်ဘူးလို့ယတိကြီးသဘောပေါက်လာတယ်တဲ့လူမှန်သမျှဟာတဲ့ခန္ဓာတိုင်းမြိုက်စွာဝတ်စားပြီးပြုံးပျော်ရွှင်နေကြတာကြီးပဲဖြစ်တယ်တဲ့အစာအသောက်အရှံပယ်နဲ့ပျော်ရွှင်နေကြတဲ့မိသားစုတွေကြီးတဲ့ဖြစ်ကြပြန်တဲ့အင်မတန်ကိုတဲ့ချမ်းသာကြွယ်ဝတဲ့မင်းနေပြီးတော့ပဲဖြစ်တယ်တဲ့ဒီလူတွေဟာတဲ့သူတို့ရဲ့ဘဝကိုသူတို့ကျေနပ်ပျော်ရွှင်နေကြတာပဲတဲ့သူတို့ဟာလိုအပ်နေတဲ့သူတွေမဟုတ်ကြပြန်ဘူးတဲ့ပြည့်စုံပြီးတဲ့သူတွေဖြစ်တယ်တဲ့မပြည့်စုံတဲ့သူတော့တဲ့ရှေ့အောင်မှာပါလေဆိုမှသူဆက်လျှောက်လာတယ်တဲ့အဲဒီလိုနဲ့ယတိကြီးဟာမပြည့်စုံဘူးရှာဖွေပြန်တဲ့အဲ့ဒီအချိန်မှာပဲဘယင်းတမတော်ကြီးဟာတဲ့စင်မြင့်ယထာသူရဲ့ဒုက္ခပြည့်စုံစွာနဲ့တဲ့ယတိကြီးရဲ့မျက်နှာချင်းဆိုင်အရက်ကနေချီတက်လာတယ်တဲ့ဘယင်းမင်းမြတ်ကကိုတော်တိုင်ပေါ့နော်သူကလည်းတဲ့ဘယင်းမင်းမြတ်ကိုတော်ကလည်းတဲ့တိုက်စင်တစည်းပေါ်မှာသူစီးနှင်းလိုက်ပါပြီးမှချီတက်လာတယ်တဲ့ဘယင်းတက်တော်ချီတက်လာတာမြင်တာနဲ့တပြိုင်နက်တဲ့လမ်းပေါ်မှာရှိတဲ့လူသူလေးပါးဟာလမ်းဘေးကိုအတီးတီးကပ်ပြီးဒူထောက်လိုက်ကြတယ်တဲ့ယတိကြီးကတော့တဲ့မိမိရှာဖွေလက်စမပြည့်စုံသူကိုတဲ့ဆက်လက်ပြီးမှရှာဖွေနေစေဖြစ်တယ်တဲ့အဲ့ဒီလိုနဲ့ဘယင်ကြီးရဲ့တမတော်နဲ့နော်ဘယင်ကြီးရဲ့တမတော်နဲ့ယတိကြီးတို့ဟာတဲ့မြို့လန်းတနေရာမှာမျက်နှာချင်းဆိုင်စုံမိကြတယ်တဲ့အဲ့ဒီလိုဘယင်တမတော်ဂယုမထားပဲတရွရွလျှောက်လာတဲ့ယတိကြီးကိုမြင်တဲ့အခါတဲ့ဘယင်ကြီးကဒီလိုပြောတယ်တဲ့မောင်မင်းတို့တဲ့ငါကိုတော့စစ်ထွက်မဲ့စစ်စေးမှာဒီလိုသူတော်စင်တစ်ပါးနဲ့လမ်းမဆုံတွေ့ရတာဟာနမိတ်ကောင်းပြီပဲဒီသူတော်စင်ယတိကြီးကိုငါကိုတော့နဲ့တမတော်အတွက်တဲ့စုမုံကောင်းပေါင်းရမယ်အဲ့ဒီလိုနဲ့ဘယင်ကြီးကစင်ပေါ်ကနေစင်ပြီးတော့ယတိကြီးစီကိုရှောက်လန်းလာတယ်အဲ့ဒီအဲ့နောက်မှာတော့တဲ့ဘယင်ကြီးဟာတဲ့ယတိကြီးကိုဒီလိုရှောက်တင်နေတဲ့ရှင်ယတိတဲ့ငါကိုတော့နဲ့တတော်ကြီးဟာတဲ့အတိုင်းအပြည်ကိုတိမ့်ပိုက်ဖို့တဲ့စစ်ချီလာခြင်းဖြစ်တယ်ငါကိုတော့ရဲ့ဘုံကံတကူကိုနော်
view date မြေပြင်ပေါ်တဲ့ဖြန့်ကျက်ဖို့တဲ့စစ်ချီလာခြင်းဖြစ်တယ်အဲ့ဒီအတွက်ယသိကြီးငါကိုတော့နဲ့တက်မတော်ကိုတဲ့စုမကောင်များတောင်းပေးပါလို့ဆိုပြီးမှတဲ့အဲ့လိုလျှောက်ထားတယ်တဲ့နော်အဲ့ဒီလိုဘရင်ကြီးရဲ့စကားကိုကြားတဲ့အခါယသိကြီးဟာတဲ့အင်မတန်ဝမ်းမြောက်သွားတယ်တဲ့အဲ့ဒီနောက်သူ့ခါမှာသူလိမ်မှတင်စီထားတဲ့ဟာပေါ့နော်ဒီချာလေးထုတ်ပိုးထားတဲ့ဟာကိုတဲ့ထုတ်လာတယ်အဲ့ဒီငါပြလေးကိုသူကထုတ်လိုက်တယ်တဲ့အဲ့နောက်မှာဘရင်ကြီးရဲ့လက်ထဲမှာထဲကိုသူကထည့်ပေးလိုက်တယ်နော်အဲ့ဒီလိုတဲ့ဘရင်ကြီးရဲ့စမ်းကြဲလာတဲ့အပြုအမူကိုဘရင်ကြီးမဟုတ်ပါဘူးအဲ့သူကအံ့ဩရတာပေါ့နော်ယသိကြီးကသူ့အဲ့လိုမျိုးပေးလိုက်တဲ့ခါကျတော့ဒီအပြုအမူကသူ့သက်စမ်းကြဲနေရပါတော့အဲ့နဲ့သူကပြန်ပြောတယ်တဲ့ရှင်ယသိတဲ့ဒီတင်းကားဟာစစ်ထွက်တဲ့အခါတဲ့စောင့်ထားဖို့သူအဆောင်ပဲဖြစ်ရမယ်တဲ့ဘလို့နန့်တာမျိုးတွေနဲ့လိမ့်ကျက်ပြီးမှတဲ့ဆောင်ကျင်းထားရမလဲဆိုတာကိုမိန့်တော်မူပါဖေလို့သူကပြန်ပြောတယ်တဲ့အဲ့ဒီလိုဘရင်ကြီးရဲ့အမေကိုကြားတဲ့အခါယသိကြီးကဒီလိုပြောတယ်တဲ့မင်းမြန်ဒီတင်းကားဟာအဆောင်လက်ဖွဲ့မဟုတ်ပြီဘူးလမ်းဘေးကကောက်ရတဲ့တင်းကားပြတာဖြစ်တယ်အဲ့ဒီတင်းကားကိုတဲ့မပြည့်စုံသူတယောက်ကိုစွန့်ကြဲဖို့အတွက်တဲ့ဘရင်ကြီးရဲ့မြို့တော်လမ်းတစ်လျှောက်မှာတဲ့ငါကိုတော့ရှောက်ဖွေးနေတာတဲ့ဒါပေမဲ့တဲ့ဘရင်ကြီးရဲ့တိုင်းသူပြည်သားတွေဟာပြည့်စုံကြီးတဲ့သူတွေကြီးပဲဖြစ်ကြတယ်တဲ့သူတို့ထပ်ပြီးမလို့ချင်းကြတော့ဘူးတဲ့သူတို့ပိုင်ဆိုင်ထားသမျှနဲ့ပျော်ရွှင်နေကြတဲ့သူတွေကြီးပဲတဲ့ဒါပေမဲ့တဲ့အခုမင်းကြီးကြတော့ပိုင်ဆိုင်ထားတဲ့တိုင်းနိုင်ငံစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံမှုမရှိသေးဘူးတဲ့နောက်ထပ်တော့တိုင်းနိုင်ငံတွေဥစ္စာဒနာတွေအတွက်တဲ့စစ်ခင်အောင်မယ်တဲ့အဲ့ဒီတော့တဲ့ဘရင်ကြီးဟာတဲ့မပြည့်စုံတဲ့သူဖြစ်တယ်လို့သူယူဆတယ်တဲ့လိုအပ်နေတဲ့သူလည်းဖြစ်တယ်တဲ့ဒါကြောင့်တဲ့ကိုတော်ဟာတဲ့ဒီတင်းကားကိုဘရင်ကြီးကိုပေးလိုက်တာပဲလို့ပြောပြန်ချီတယ်တဲ့အဲ့ဒီလိုယတိကြီးရဲ့စကားကိုကြားတဲ့အခါဘရင်ကြီးဟာတဲ့ပေဝေငေးမိုင်သွားတယ်တဲ့သူ့လက်ထဲမှာရှိတယ်သူစုပ်ကင်ထားတဲ့တင်းကားကိုတေချာဆိုသူကြည့်ရှုနေတယ်တဲ့သူဟာတဲ့အတန်ကြာအောင်စွန့်အားနှုတ်ဆက်နေကြတယ်တဲ့မပြည့်စုံခြင်းလားအလိုလောဘလားဆိုတဲ့အသွေးဟာတဲ့ဘရင်ကြီးရဲ့အုံနောက်ထဲမှာတဲ့ပြည့်ရှင်လာတယ်အဲ့ဒီနောက်မှာတော့ဘရင်ကြီးရဲ့မျက်နှာဟာတဲ့တစုံတရာတော့အေးချမ်းခြင်းနဲ့အတူတဲ့ဝန်းလက်လာတယ်အဲ့ဒီနောက်မှာတော့တဲ့သူဟာတဲ့ယသိကြီးရဲ့ခြေအစုံကိုဥခိုင်ရင်ဒီလိုပြောလိုက်တယ်တဲ့ရှင်ယသိတဲ့အရှင်ယသိဟာများစွာသောပြည်ထောင်တွေထက်တဲ့ပိုပြီးအဖိုးတန်တဲ့တင်းကားတစ်ပြားကိုတဲ့တပည့်တော်ကိုစွန့်ကြဲလိုက်တာပါပဲဖေ။အရှင်ဖေရဲ့တင်းကားပြားဟာတပည့်တော်ကိုတဲ့ပြည့်စုံတဲ့ဘဝကိုပေးလိုက်တာပါပဲဖေတဲ့တပည့်တော်ရဲ့မပြည့်စုံခြင်းအကြောင်းတရားကိုကောင်းကောင်းကြီးနားလည်ပါပြီဖေလို့သူပြန်ပြောတယ်တဲ့။အဲ့ဒီနောက်မှာတော့ဘုရင်ကြီးနဲ့တဲ့သူ့ရဲ့တက်တော်ကြီးစစ်တပ်ကြီးอ่ะဗောနော်လာရလန်းတိုင်းတရွရွနဲ့ပြန်ထွက်ခွာသွားတယ်တဲ့ဘုရင်ကြီးထွက်ခွာသွားပြီတဲ့မကြမီမှာပဲတဲ့ယသိကြီးရဲ့တောင်ဝိတန်တဲ့တောက်ဟာလေတဲ့ပြန်လေထွက်ပေါ်လာခဲ့ပြန်တယ်တဲ့သူ့ရဲ့လမ်းတိုင်းသူသွားတော့မှာဗောနော်အဲ့လို we all decide to have more and because of that we waste the chance of enjoying what we already have သူရဲ့အတိတ်ပဲကတော့တကယ်တော့ကျွန်တော်တို့တွေဟာတဲ့အစ်တော့အလိုဆန္ဒတွေနဲ့အတူမပြည့်စုံတဲ့သူတွေဖြစ်ကြတယ်အဲ့ဒီမပြည့်စုံခြင်းကြောင့်ပဲပူလောင်ခြင်းတောကကိုဖြစ်ပေါ်စေပြန်တယ်မပြည့်စုံခြင်းကြောင့်ပူလောင်ရတယ်လို့မိမိရဲ့ရှိရင်ဆွေဘဝကိုရောက်နေခြင်းနဲ့ပျော်ရွှင်အောင်နေထိုင်ဖို့မေ့လျော့နေကြပြန်တယ်တမိုးရှိလာတဲ့ဘဝတစ်လျှောက်ကိုလူချင်းတတ်မှတ်ခြင်းလောဘတွေနဲ့ပဲကုန်လွန်ကြတဲ့သူတွေပဲဖြစ်ကြတယ်အလိုလောဘကြောင့်ပဲမိတ်ဆွေညီအကိုတားမိတားဖွာစတဲ့ငင့်ညာစရာအကြောင်းအရာတွေကိုတော့မေ့လျော့ပြီးမှငွေတမျက်နှာတစ်ခုတည်းကိုဒါရှေ့တန်းတင်ကြပြန်တယ်တဘောကတော့လောဘနဲ့လက်ပံလုံးနေတဲ့ကျွန်တော်တို့တွေဟာကျွန်တော်တို့ပိုင်ဆိုင်ပြီးဖြစ်တဲ့ပျော်မွေ့ဖွယ်နှွေးရက်တွေကိုပျော်ရွှင်ခံစားဖို့ကိုတော့မေ့လျော့နေကြတယ်လို့ဆိုလိုပါတယ်နော် It is possible to safety your needs it is impossible to satisfy your greed အဲ့ဒီရဲ့ဆိုတဲ့စကားလုံးကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုပြည့်စုံအောင်လုပ်ယူလို့ရပြီမဲ့ကျွန်တော်တို့ရဲ့
အလိုလောဘကိုတော့ဘယ်တော့အခါမှပြည့်စုံအောင်လုပ်လို့ရမှာမဟုတ်ပါဘူးတဲ့သမီးတို့ကြားမှာပါနော်လူအကြိုက်ကိုလက်မနိုင်နမ်းလိုက်နိုင်ဆိုတဲ့စကားလိုမျိုးပဲပေါ့နော်ပြောရမယ်မိမိတို့နားလည်အောင်ပြပြရမယ်ဆိုရင် in order to live happy and healthy life we should learn to happy with what we have တကယ်လို့ကျမပြောရှင်တဲ့ဘဝတစ်ခုပန်းဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဟာလက်တလုံးဘဝအခြေအနေရှိသမျှနဲ့ရောက်ရင်ပိုလေ့လာတင်ကြမှာပဲဖြစ်တယ်ယတိရဲ့ဒီငါးစိနဲ့သူမိမိကိုစင်ကျင်ခြင်းကိုစောက်ကင်လို့တဲ့အေးချမ်းပျော်ရွှင်ခြင်းကိုရှောက်ပွေသွားမှာပဲဖြစ်တယ်ဒီနေရာမှာလေဘယ်လိုပြောမလဲဆိုတော့ကိုယ့်ဟာကိုယ်စင်ကျင်နိုင်တဲ့လူပါတဲ့လူတော်ပဲတဲ့ကဲလို့ဒီဘယင်ကြီးတာငါ့ကိုမပြည့်စုံတဲ့လူပြောတယ်ငါ့ကိုဒီလိုပြောတယ်ဒီလိုပြောတယ်ဆိုမှသူဆက်စဉ်းစားသူ့ရဲ့မကောင်းတဲ့အသွေးကိုစဉ်းစားပြီးမှဘယင်ကြီးကအဲ့ဒီရဲ့ယတိကိုအပြစ်ပြုခဲ့မယ်ဆိုရင်တော့သူ့ရဲ့ဘဝကတော့သူ့ရဲ့ကြာဖြစ်သွားပြီလေနော်ဒါပေမဲ့ဒီမှာသူလက်ခံနေသူစဉ်းစားတယ်ငါဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတာသူစဉ်းစားတယ်နော်အဲ့လိုမျိုးစဉ်းစားတတ်တဲ့လူလက်ခံနိုင်တဲ့လူတွင်တင်ဆုံးမလွယ်တဲ့လူတရားဘဝမှာအေးအေးချမ်းချမ်းနေရတယ်ပြည့်စုံတဲ့လူတွေပဲဖြစ်တယ်